ကျွန်တော်တို့ဒီနေ့ grade 5ကအုတ်တုံကြီးဗဟုကံများအသုံးပြုပြီးအောက်ပါပုံများကိုဆွဲပါအဲ့ဒီကနေဒီချက်ဒီပုံလေးကိုဆွဲပြပါမယ်အုတ်တုံကြီး7ကန်လေးဆွဲပြပါမယ်နော်ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီချက်တို့ကဒီကွန်ပါလေးနဲ့ဒီချက်တို့ပြည်ရန်ပေါ်မှာ3 cm လေးမှတ်လိုက်ပါမယ်3 cm လေးမှတ်ပြီးပြီဆိုလို့ရှိရင်ဆက်ဝိုင်းလေးဆွဲပါမယ်စဝိုင်းလေးဆွဲပြီးပြီဆိုလို့ရှိရင်ဒီကျဲတို့ကဒီဗဟိုလေးကိုဒီလိုလေးထင်ထင်လေးမှတ်လိုက်မယ်မှတ်ပြီးပြီဆိုဒီဗဟိုဖြတ်ပြီးတော့ဒီကျဲတို့အပေါ်မှာတမတ်အောက်မှာတမတ်အမှတ်ကလေးတွေမှတ်လိုက်မယ်အဲ့လိုအမှတ်လေးတွေမှတ်လိုက်မယ်မှတ်ပြီးပြီဆိုလို့ရှိရင်ဒီကျဲတို့ခုနကတော့ဆွဲထားတဲ့အဝန်းပိုင်းနဲ့စဝိုင်းချမ်းဟွာနဲ့ပဲဒီမှာတမတ်မှတ်မယ်ဒီဘက်မှာလည်းတမတ်မှတ်မယ်ဟုတ်ပြီခုနကတော့မှတ်ထားတဲ့အပေါ်ကအမှတ်ကနေပဲဒီမှာအမှတ်တစ်ခုလုံးမယ်ပြီးပြီဆိုလို့ရှိရင်ဒီမှာအမှတ်တစ်ခုလုံးလိုက်ပြီးပြီဆိုရှင်အဲ့ဒီအမှတ်လေးတွေအားလုံးကိုဆက်ပါမယ်အမှတ်တွေအားလုံးကိုဒီလိုလေးဆက်လိုက်မယ်မှတ်ဒီအားလုံးကိုလေးဆက်လိုက်မယ်ဆက်ပြီးပြီဆိုလို့ရှိရင်ဒီချဲတို့ကဒီမဲ့တမှတ်ကျော်ကိုတစ်ခါစီပြန်ဆက်မယ်ဒီမှာတမှတ်ဆိုရင်ဒီမှတ်ကိုကျော်ပြီးဒီချဲတို့ဒီမှတ်နဲ့ဆက်မယ်ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီချဲတို့ဒီအမှတ်ကိုဒီမှတ်ကနေဒီတမှတ်ကိုကျော်ပြီးဒါနဲ့ဆက်မယ်အဲ့တော့ဒီမှတ်ကနေဒီအမှတ်ကိုကျော်ပြီးဒါနဲ့ဆက်မယ်ဒီမှာလည်းတူတူပဲဒီမှတ်ကနေဒါကိုကျော်ပြီးဒီဟာနဲ့ဆက်မယ်တမတ်စီကျော်ပြီးတော့ဆက်သွားပါမယ်ဒါလည်းဒီကနေဒီမှတ်ကိုကျော်ပြီးတော့ဟိုဘက်ကိုဆက်မယ်ကလုံးဆက်သွားပြီးပြီဆိုလို့ရှိရင်ဒီကျဲတို့ဒီမှာတစ်ခုကြံသေးတယ်ဒီမှာဆိုဒီကနေပြီးတော့ဒီမှတ်ကိုကျော်ပြီးဒါနဲ့ဆက်အဲ့လိုဆက်ပြီးသွားပြီဆိုလို့ရှိရင်ဒီကျဲတို့တစ်ခုကြာစီကိုဒီကျဲကအစင်းလေးတွေခြယ်လိုက်မယ်ပေါ့နော်အစင်းလေးတစ်ခုကြာစီကိုအစင်းလေးတွေခြယ်လိုက်မယ်ဒီတစ်ခုမှခြယ်အစင်းလေးခြယ်လိုက်မယ်ခြယ်ပြီးပြီဆိုလို့ရှိရင်ဒါကြော်မယ်ဒီမှာခြယ်မယ်ဒီဟာလေးကြော်မယ်ဒီဘက်မှာခြယ်မယ်ဒီမှာကြော်မယ်ဒီမှာခြယ်မယ်ကာလာလေးတွေနဲ့ခြယ်လဲရပါတယ်เนาะဒီခြယ်ကခဲတံလေးနဲ့လှုပ်ပြလိုက်တယ်ဒီမှာကြော်မယ်ဒီမှာခြယ်မယ်ဒီမှာကြော်မယ်ဒီမှာခြယ်မယ်ဒါဆိုလို့ရှိရင်သူတို့ဆွဲခိုင်းတဲ့ဒီပုံလေးအုတ်တုံကြီး7ကန်ပုံလေးရပါပြီเนาะပြီးပြီဆိုဒီမလိုတဲ့ဒီဘေးကစဝိုင်းဆွဲထားတဲ့ဘေးလေးအဝန်းပိုင်းလေးတွေကိုခဲပြက်လေးနဲ့ဖြတ်လိုက်လို့ရှင်သူဆွဲခိုင်းတဲ့ပုံလေးအုတ်တုံကြီး7ကန်ပုံလေးရပါပြီเนาะ